ရာဂျူးအိမ်ရောက်တော့အခြေအနေကပိုဆိုးလာပါရာဂျူးတို့အိမ်ဟာ1930အပြုမဲခက်ကပိုဖြစ်ပြီးအဖေဖြစ်သူကစားဖို့တမအမေကအတင်းသားတောင်းစီရမှာဖြစ်ပါတယ်လက်ရှိမှာတော့အဖေဖြစ်သူကလေခဲ့နေပြီးအမေကလည်းစားဖို့အတွက်ချပါတီရောက်နေရပါတယ်အမဖြစ်သူကလည်းအိမ်တော်မကြသေးပဲသူတို့သားဘက်ကကားတစ်စီးတင်တောင်မှလက်ထပ်ပေးနိုင်ကြောင်းပြောပါတယ်အဲ့လိုလေးဆင်းရဲနေတဲ့ဘဝမှာရာဂျူးကတခုတည်းတော့ကောက်ရိုးလေးတစ်ပင်ဖြစ်တာကြောင့်တမိသားစုတို့ဟာအားကိုးနေရတာပဲဖြစ်ပါတယ်အခုလေချပါတီတဲ့တိုက်ကျွေးနေတာဘယ်ဟာဘယ်သေးဆိုပြီးစရိုက်တော်နေကအဖေဖြစ်သူရဲ့နေခုကိုလည်းချပါတီတုံးနဲ့ကုန်နေရကြောင်းရာဂျူးလည်းအိမ်ကနေအမျက်လေးပေးကြပါတယ်ရာဂျူးကသူ့မိသားစုမြင်လိုက်ရတော့ကြောက်စိတ်တွေပြန်ဝင်လာပြီးစိတ်မကောင်းဖြစ်နေပါတယ်။လိုက်တဲ့စားနေကြပြီးမလို့ရာဂျူးကဥဆောင်ပြီးအနာမင်္ဂလာဆောင်မှာဂုံးဝင်စင်းမလို့ကြပါတယ်။မင်္ဂလာဆောင်မှာအတုတုတည်းမြင်ရပြီးကောင်းလေးရာကောင်းမလေးရဲ့နိုင်အစုပ်ကိုဂုံမရှိလို့ဆိုပြီးလွတ်ပြခိုင်းနေပါတယ်။ပြီးရနဲ့အခြားသတင်းမကြီးနဲ့စကားသွားပြောနေတော့ရာဂျူးကအခမဲ့အကြံတစ်ခုသွားပေးပါတယ်။အဲ့ဒါတော့သူ့ကောင်လေးကဂုံသေးတုံးကြီးဖြစ်ပြီးသူနဲ့ယူမီရင်ဘဝမှာစစ်စစ်ရဲ့စရာကြီးနဲ့ဂုံသေးတုံးနေပဲရလိုက်မယ်လို့ပြောပါတယ်။ကောင်းမလေးကဒေါသထွက်နေရကြောင်းရာဂျူးကအချင်းတစ်ခွနဲ့တက်တည်ပြဖို့လုပ်ပါတယ်ဖနက်စည်းကိုတီးအောင်ဖနက်ပေါ်နောက်ချလိုက်တော့ဒေါ်လာ300တဲ့အပြင်အီတလီရဲ့ဒီဇိုင်နာနာမည်ကိုဝတ်တည်တရပါတယ်။ကောင်းမလေးဆိုတာအခြားသူမဟုတ်ပဲ virus ကသမီးရဲ့ငယ်ပြီးသွားပဲဖြစ်ပါတယ်။အခုကလည်းသူ့မရဲ့မင်္ဂလာဆောင်ဖြစ်ပြီး free လာခုံးစင်းတဲ့ retro ကိုသူ့ပြပိတ်ထားလာလို့သွားမိပါတယ်။ပြီးရနဲ့ retro စီကိုပြန်လာပြီးအဖေဖြစ်သူကိုပါခုနလိုရှင်းပြပါဆိုပြီး virus ကြီးနဲ့ပေးတွေ့လိုက်ပါတယ်။ retro ကလည်းသူတို့က inverter project ကိုဖန်တီးနေရပါဆိုပြီးပြောပါတယ်။အိန္ဒိယကမိခဏခဏပြတ်တဲ့တော့အခုလိုမျိုးမင်္ဂလာဆောင်တွေမှာအခက်အခဲဖြစ်ကြောင်းနဲ့အဲ့ဒါကြောင့်မင်္ဂလာဆောင်ဒါတဲ့ကားရီစီကနေဘက်ထရီနဲ့အင်ဗာတာကိုတွဲပြီးသုံးတဲ့နေကိုဖန်တီးနေရလို့ဆိုပါတယ်။အင်ဗာတာရဲ့နာမည်ကိုလည်းဆရာသမီးရဲ့မင်္ဂလာဆောင်ကွန်ပျူတာအနေနဲ့ virus အင်ဗာတာလို့ပြပါမယ်လို့ပြောပါတယ်။ virus ကတော့ဖာဟန်နဲ့ရာဂျူကိုမနေ့ကျရင်ရုံးခန်းလေးကိုလာခဲ့ကြလို့ခေါ်လိုက်ပါတယ်။ပြီးရနဲ့25သိန်းဆိုတဲ့ပမာဏကိုရှိပြပြီးဒီလောက်ပမာဏကလူချမ်းသာရေးခိုင်းလာစားခဲ့ပြီး retro ဘီရဲ့လာစားလေးဖြစ်ပါတယ်။သုံးနှလုံးချို့တာပြဿနာမရှိပေမဲ့နှလုံးဆိုရင်တော့စင်ပူစရာဖြစ်ပါတယ်။ဒါဖာဟန်ဘီရဲ့လာစားဖြစ်ပြီးနှလုံးချို့ရင်တော့ရာဂျူဘီရဲ့လာစားဖြစ်ပါတယ်။ဒီလောက်ဆိုမင်းတို့ဘဝမင်းတို့သဘောပေါက်ကြလို့ပြောလိုက်ပြီးမိသားစုကိုချတွေ့ခြင်းချတူရဲ့အခါကိုပြောင်းကြလို့မှားလိုက်ပါတယ်။ဖာဟန်ကတော့ပြဿနာမရှိပေမဲ့အချိုက်တီသွားတဲ့ရာဂျူကတော့ virus တကောင်နိုင်အောင်တော့ပါတယ်။အမားဖြစ်သူကလည်းသူ့ကြောင့်လည်းမထည့်ရသေးတဲ့အပြင်အမေဆိုတနေ့နေလို့စာရည်တစ်ထဲတောင်မဝဲနိုင်ဘူးဆိုတာစိတ်တက်ကြနေပါတယ်။ရာဂျူကလည်းငွေကြီးနောက်ကိုမလိုက်ပဲပညာနောက်ကိုပဲလိုက်ဖို့နဲ့စစ်မှန်တဲ့အောင်မြင်မှုရဲ့နောက်မှာငွေကြီးကလိုက်လာရလိမ့်မယ်လို့ပြောပြပါတယ်။ရာဂျူကတော့မိမိဘချမ်းသာတာကိုလိုပဲပြန်ပြောလိုက်ပြီးဖာဟန်ကငါတို့ကြိုးစားရင်မဖြစ်နိုင်တာမရှိပါဘူးလို့နှစ်သိမ့်ပေးတာမလို့ twice တီကိုညှစ်ထုတ်လိုက်ပြီးမဖြစ်နိုင်တာမရှိရင်ဘူးတွေကိုပဲထည့်လိုက်လို့ပြောခဲ့ပါတယ်။ဒီလိုနဲ့ရာဂျူလည်းချာတူးစီကိုသွားပြီးဒုက္ခခံရပါတယ်။ချာတူးကညံကောင်းအောင်ဆိုပြီးစိမ့်မစုံလုံးတွေကိုတောက်တက်ကအတန်တိတ်တဲ့အီထုတက်ပါတယ်။ပြီးရင်ဒူတကာကိုလွှဲချပြီးစက်တဲရတာနောက်ဆက်ဖြစ်အောင်လုပ်တတ်ပါတယ်။တူအတွက်အောင်မြင်မှုလမ်းစဉ်ကနှစ်ခုရှိပါတယ်။ပထမတစ်ခုကကုတ်ကုတ်ကိုပြင်ဆင်တာဖြစ်ပြီးဒုတိယတစ်ခုကတော့သူများတွေကိုစာတက်မရအောင်လုပ်တာပဲဖြစ်ပါတယ်။ဒါအောင်ကြည့်မနေနိုင်တော့တဲ့ရာဂျူကသူ့ပေါ်ရာဂျူကိုပြန်ခဲဖို့အတွက်အကြံထုတ်ပါတော့တယ်။နောက်တစ်ပတ်နေကြီးပညာရေးဝန်ကြီးအတွက်ဟောပြောပွဲတစ်ခုရှိပြီးပွဲမှာချာတူးကစကားပြောမှာပဲဖြစ်ပါတယ်။ဟိန်နူလိုနားမလည်ပေမဲ့ virus ကြီးအထင်ကြီးအောင်လို့စာကြည့်တယ်မှုနဲ့ပေါင်းပြီးမိကိုဟိန်နူလိုရေးခိုင်းပါတယ်။ရှင်းပြတာကိုလည်းနားမထောင်ပဲအကုန်လုံးကိုအလွတ်ချက်ဖို့ပဲလုပ်ပါတယ်။အဲ့ချိန်မှာချာတူးစီကိုဖုန်းတစ်လုံးဝင်လာလို့ဖုန်းသားပြောပါတယ်။ဖုန်းပေါ်သူကဖိုင်ဖြစ်ပြီးရဲရောက်ဆောင်ကအသက်အငယ်ရှင်နေတောင်ပြောပါတယ်။ရာချူကလည်းစာကြည့်တဲ့မှုကို virus ကမင်းနေရဆိုကပတ်ထုတ်လိုက်ပြီးစာတွေကိုခိုးပြလိုက်ပါတယ်။ပြီးရနဲ့ file စီကဖုန်းကိုတီးလိုက်ပြီးကားလန်ကူဝေတတိထားဖို့နဲ့ကားတိုင်အစ်တဲ့အကြောင်းပြောခါဖုန်းချလိုက်ပါတယ်။လေကားမှာစောင်းနေပြီးစာရုပ်ကိုပေးကတက်ထွက်လာရင်စာကြည့်တဲ့မှုနဲ့တွေ့ပါတယ်။ virus ကမင်းနေရပဲပြောတာခေါ်ရင်မပြောခဲ့ဘူးလေဆိုလို့စာကြည့်တဲ့မှုနဲ့ retro ကိုဟောက်ပေးလိုက်ပါတယ်။ဒီလိုနဲ့ဟောပြောပွဲနေ့ကိုလာတော့ retro ကရာဂျူနာမှာလာထိုင်ကြပါတယ်။သူတို့ကစာတွေကိုပေးထားကြောင်းနဲ့တူတူဆဆနဲ့မခွဲမရအောင်ပြောင်းလာတာဖြစ်ပြီးအတိတ်ပဲမသိပဲနောက်တိုက်ကျတဲ့အထူကဘာလဲဆိုတာကိုတက်တေပြတင်လို့ပဲဖြစ်ပါတယ်။ချာတူးလည်းဟိန်နူဟန်အပြည့်နဲ့ virus ကြီးမခွဲမရလုပ်တာတွေကိုဖောက်တယ်ချပါတယ်။ဝန်ကြီးချုပ်ကလည်းဦးတက်မတက်ရင်မောနေပြီးသူ့လက်ရောက်လာပါတယ်။ရန်ပုံငွေနဲ့နှုတ်ကတောင်းလာတာမို့လို့အနဲ့ချုပ်မှာတော့ဝန်ကြီးချုပ်ပေးရဲ့နှွေးကိုကျောင်းအကြီးကမခွဲမရလုပ်ပေးပါတယ်ဆိုပြီးဖြစ်သွားပါတယ်။ virus တပည့်တွေပြီး ICE ကျောင်းသားတွေလည်းကဘာအနက်မှာမခွဲမရလုပ်ကြပါမယ်ဆိုလို့ virus ကြီးလည်းစင်မောတက်ပြီးတွေ့ပါတော့တယ်။ ရန်ချိုးကိုလည်းစောလက်ဆက်တိုက်ကြီးပေါ်မှာအကိစ္စကိုရီမောနေကြတော့ချာတူးပြောလာပါတယ်။သူနဲ့ဘာရင်ညှို့ရှိလို့အခုလိုအချက်ခွဲရလဲလို့မေးပါတယ်။ရန်ချိုးကလည်းချာတူးကိုတောင်းပန်လိုက်ပြီးသူတို့တငယ်ချင်းကိုလမ်းမတဲအောင်လုပ်ပေးရဖြစ်ကြောင်းရှင်းပြပါတယ်။ချာတူးကတော့ရှက်စိတ်တွေမုန်းမွနေပြီးစက်တင်ဘာ9ရက်နေ့ဖြစ်တဲ့ဒီနေ့ကိုနေရာမှာရေးလိုက်ပါတယ်။ငါ့ကိုဝေဖန်ပြီးအချက်ခွဲခဲ့တဲ့ကောင်လေးနောက်10နှစ်နေရင်ဒီနေရာမှာငါတို့ပြန်တွေ့ကြမယ်။ဘယ်ကောင်လေးဘယ်လိုနေရာမှာရောက်နေကြမလဲကြည့်ကြတာပေါ့ဆိုလို့ရန်ချိုးကပညာရက်ကငွေကြီးနဲ့မဆိုင်တော့ပြပါတယ်။ချာတူးကတော့သူ့ကိုဘာမှလာပြောဖို့နဲ့အောင်မြင်မှုစီကိုကိုယ်ခံဦးချဲနဲ့ကိုသွားကြမယ်ဆိုကစင်ခေါ်လိုက်ပါတယ်။ဘီတာကတော့စူတန်ဝယ်ပြီးတဲ့တင်းရနာယူလက်ခံနေတော့အင်ဗာတာတစ်လုံးနဲ့ရန်ချိုကိုမြင်လို့လိုက်သွားပါတယ်။စာသားတွေတောင်းပြီးသူ့ဖေကိုဒုက္ခပေးလိုက်တဲ့အတွက်ပြဿနာရှာနေတော့ရန်ချိုကပညာရေးထံမူဟမ်မယာတို့ရဲ့ဘောကြောင်ကောင်တွေကိုမွေးထုတ်ပေးနေလို့အခုလိုလုပ်လိုက်ရအဖေကြောင့်ရှင်းပြပါတယ်။ဥပမာစူတန်လိုခွင့်မှုတွေဖြစ်ပြီးအင်ဂျင်နီယာဘွေးကြီးနဲ့အမေရိကန်ဘဏ်မှာမန်နေဂျာလုပ်နေရပဲဖြစ်ပါတယ်။အဲ့လိုလူတွေအတွက်ခွန်ကအကြီးကြီးကြောင့်နဲ့မင်းတို့ထက်တာလည်း ICE driver ရဲ့သမီးဆရာဝန်မဆိုတဲ့ခွန်ဝဲလူချင်တာလို့ပြောပါတယ်။မယုံတဲ့တိတ်တမယ်ဆိုပြီးနိုင်အစ်စ်ကိုဖော်ထားလိုက်ကနိုင်ပြောသွားပြီလို့ပြောလိုက်ပါတယ်။စုကလည်းတစ်ချက်ကလေးအောင်တို့ဆိုမနေပဲတင်းတော်ရနိုင်ယူတက်သွားလို့ပြီးတော့ချိန်မောင်းပါတယ်။အပြောင်းမတန်အောင်ပြောနေရကြောင်းပြီးတော့လည်းနိုင်ယူကန်ပေးလိုက်ပြီးပေါ်လက်တော်ကောင်းလို့ခေါ်လိုက်ပါတယ်
ဒေါသစိတ်ကမတည်သေးပဲရန်ချိုကပတ်မဲနေလို့ရန်ချိုကမင်းတို့တကယ်ချစ်တာမဟုတ်ပါဘူးလို့ပြောလိုက်ပါတယ်။တစုံတယောက်ကိုတွေးတဲ့အခါတချင်းတန်လေးတွေကိုကြားမှာအဲ့ဒါအချစ်လို့ပြောလိုက်တာကြောင့်ပီတာကအဲ့ဒါတွေကကျုပ်ရှင်ထဲမှာပဲရှိကြောင်းပြောပါတယ်။အဲ့ဒီချိန်မှာရန်ချိုစီကိုဖုန်းဝင်လာပြီးစာဖို့သမားကြီးအကြီးပေါ်ဖြစ်နေလို့ပဲဖြစ်ပါတယ်။ရန်ချိုလည်းဆရာဝန်တက်စာကိုအကြောင်းပြပြီးပီတာကိုဆိုင်ကယ်နဲ့လိုက်ပို့ခိုင်းပါတယ်။ပီတာကတော့သူ့ကိုရောတူ့ဖီရောပါတသနာရှာနေတဲ့ကောင်လက်ကူပေးနေရလို့ပတ်စီဖြစ်နေပါတယ်။ဒါမဲ့အဖြူမဲအိမ်ကိုတော့စာဖို့သမားကြီးကချင်းနေမဟန်တော့တောင်တိလိုက်ရပါတယ်။စေအောင်ကလည်းအချင်းမီရောက်မနိုင်ဘူးဆိုအကြောင်းရန်ချိုလည်းကြောင်းမှာဆောင်းနဲ့ပတ်ချီလိုက်ပြီးဆိုင်ကယ်ဝတ်တင်ကခေါ်သွားပါတယ်။ခဏနေရောရာတူတက်လာပြီးသူ့ဖေကိုဆိုင်ကယ်နဲ့ခေါ်သွားလို့ပြဿနာရှာပါတယ်။ဒါမဲ့ဆရာဝန်ရဲ့အဆိုအရနောက်10မိနစ်လောက်ကြာရင်လူနာသိနိုင်တယ်ဆိုလို့ရာတူလည်းရန်ချိုတို့ကိုပြန်တောင်းပန်လိုက်ပါတယ်။ပီတာကလည်းမနေ့ကဆောင်းမွေးရှိရမလို့ပြန်ခန့်လိုက်ပေမဲ့ရန်ချိုတို့ကတော့ဆောင်းမွေးဆိုတာအများကြီးရှိတယ်။အဖေကတော့တယောက်တည်းပဲရှိရမလို့စာဖို့သမားကြီးပြန်မထမချင်းသူတို့လည်းမတော်ဘူးလို့ပြောလိုက်ပါတယ်။ပီတာလည်းရန်ချိုရဲ့စိတ်တက်ကိုမြင်လိုက်ရတော့ရန်ချိုကိုသဘောကျသွားပါတယ်။ရန်ချိုကပီတာကိုပြန်လိုက်ပို့ပြီးအမေနိုင်လေးကိုလူလူလက်ပြန်ဝေးလို့ရပြီပေါ့လို့ပြောပါတယ်။ပီတာအန်အော်နေပေမဲ့ရန်ချိုကတော့အဲ့ဒီကတခိုးလုံးလှပနေပြီးနိုင်လေးရပဲဟောင်းနေရမလို့အမေနိုင်ဆိုတာသူသိပါတယ်လို့ပြောလိုက်ပြီးအမေပြသူကတော်တော်လှမှာပဲနော်လို့ပြောလိုက်ပါတယ်။အဖေပြသူနဲ့တူရင် virus ကြီးတို့ခင်မှာဆိုလို့ပီတာလည်းစစ်ဆိုးတက်လိုက်ပြီးထွက်ခွာသွားတဲ့ရန်ချိုရဲ့နောက်ကျကိုငင်းကြည့်နေလိုက်မိပါတယ်။အဲ့ဒီချိန်မှာတချင်းတန်လေးတွေကိုကြားလိုက်ရပြီးနေတဲ့နေ့အချောင်လိုက်ရရန်ချိုဖြစ်နေရမလို့ရန်ချိုကိုသူချစ်မိသားပြီဆိုတာသိလိုက်ပါတယ်။နောက်နေ့မနက်မှာစီးရုံသွားပြီးအိတ်တုံနေတဲ့သုံးကောင်ကိုစာမွေးသွားဖြေခိုင်းပါတယ်။လူနာကိုသူဆောင်ပေးမယ်ဆိုလို့ရန်ချိုကိုလည်းနောက်ကျမှဝင်လာပြီးစာမွေးဝေဖြေကြရပါတယ်။အချိန်စီးရတိခင်မပြီးသေးရကြောင်းဆရာပြသူကအဖေတို့ရိုးလက်မခံနိုင်တော့ဘူးလို့ပြောပါတယ်။ရန်ချိုကလည်းနန္ဒခက်တဲ့တဲ့နဲ့ကြည့်လိုက်ပြီးကျွန်တော်တို့ကိုမတီးဘူးလားလို့မေးပါတယ်။ဆရာပြသူကမင်းတို့ဘာသာဘာကောင်းဖြစ်ပြီးငါလက်မခံနိုင်ဘူးဆိုလို့နာမည်နဲ့ခုံနံပါတ်ကိုသိတာလို့ထပ်မေးပါတယ်။ဆရာကမတီးဘူးပါလို့ခက်ပြစ်ပြောလိုက်တာကြောင့်ရန်ချိုလည်းအဖေတို့တွေကိုဖောက်ပေးလိုက်ပြီးသူတို့ဟာကိုပါရောထိခဲ့လိုက်ပါတယ်။ဒီလိုနဲ့အောင်စည်းထုံမဲ့နေကိုကြော်လာခဲ့ပါတယ်။တနည်းခေါ်ရရင်နဖျားနာနေလို့ခေါ်ကြပြီးတွေ့သမျှဖျားတိုင်းကိုအပူခဲ့ကြရပါတယ်။အောင်စည်းထွက်တော့ဖာဟန်နဲ့ရာဂျူတို့ဟာပိတ်ဆိုးကနေပို့ဆွေးပြီးဆောင်းမွဲကိုကအောင်ကြပါတယ်။ရန်ချိုနံပါတ်တော့မပါလာမှုလို့ဖာဟန်ဆင်ငယ်သွားပြီးဘေးနားမှာအော်ဟစ်နေတဲ့ထတူကြောင့်ပိုးပြီးဆင်ငယ်သွားပါတယ်။ထတူကဒုတိယရက်လို့တောင်းကြနေရခဲ့ပြီးပထမကတော့ရန်ချိုပဲဖြစ်ပါတယ်။အဲ့တော့မှဖာဟန်တို့လည်းစိတ်တက်ကြတဲ့အစ်စ်မရောက်သွားပြီးထိတ်ဆိုးကသူတို့ဘော်ရာအတွက်ဝမ်းသာပေးလိုက်ကြပါတယ်။သူတို့လိုပဲစိတ်တက်ကြနေတဲ့နောက်ညောက်ရှိနေပြီးသူတို့ကတော့ virus နဲ့ထတူပဲဖြစ်ပါတယ်။ရန်ချိုကတော့ virus ပေးမှဝင်ထိုင်ပြီးသူ့ဝတီအတိုင်းစနစ်ကိုမကောင်းပြောပါတယ်။ပထမရလို့ဒီမှာထိုင်ဖေးဆုံးရရင်ဟိုမှာထိုင်ဆိုတာကြီးကအစင်တန်းခွဲထားတာဖြစ်ပြီးပညာရေးနဲ့မဆိုင်တော့လို့ virus ကအဲ့တော့ငါတူတူလေးလိုက်တော့ပါလားလို့ပြောပါတယ်။အမတ်ဆိုတာဒီလိုခွဲရကြောင်းနဲ့ဘေးဆိုးကမဲကောင်းတွေကိုဘယ်သူမှအလုပ်ခန့်မှာမဟုတ်ဘူးလို့ပြောပါတယ်။ရန်ချိုကတော့တတ်မှတ်ချက်တွေထက်လူသားဆန်မှုပိုလိုလာတဲ့ကုမ္ပဏီကသူ့တငယ်ချင်းတွေအလုပ်ခန့်မှာပါဆိုလို့ virus ကအဲ့ကောင်လေးတွေကတကောအလုပ်ကြရင်ငါနှခမ်းဝေးကိုရှင်းလိုက်ဆိုပြီးလက်ထောက်ကိုမှားလိုက်ပါတယ်။ဒီလိုနဲ့ကားဟွန် TV အပေါက်လိုက်တဲ့ခြာတူကြောင့်ဖာဟန်လည်းအတွေးခွာတွေကနေပြန်ထွက်လာပါတယ်။ရှင်းမနာအောင်ကြောင့်တော့ရန်ချိုအိမ်အောင်ဆုံးတန်းကြပြီးခန်းထားတဲ့အိမ်စီကိုလာကြပါတယ်။ပျော်ရွှင်စရာပဲတဲ့တွေးဆိုမှုဖြစ်ချင်းပင်ပဲစိတ်မကောင်းတာနဲ့ဒီနေ့ရရန်ချိုဘီရဲ့ကြတဲ့နေဖြစ်ပါတယ်။ဖာဟန်တို့လည်းရန်ချိုကိုနှုတ်သိမ့်ပြီးမှုအသွားမှာရန်ချိုကသူတို့ဘော်ရာမဟုတ်တော့ခင်နေပါတယ်။ဒါမဲ့သူ့နာမည်ကရန်ချိုဖြစ်နေရဲ့အပြင် ICE ပွင့်နဲ့သူတို့တပ်ပုံနေတဲ့ရှိနေရမလို့စဉ်းစားအချက်သွားကြပါတယ်။ခြာတူကတော့ရန်ချိုကိုရှာမရရင်တန်ကြမဲ့အကြောင်းနဲ့နောက်တစ်ပတ်ဆိုရင်ဖိုဆိုဝန်ကလူနဲ့စာထုတ်ချုပ်ရမယ့်အကြောင်းပြောပြပါတယ်။ရာဂျူတို့ကဝန်ကလူပေးမဲ့မုတ်တီကိုပေါစားနေရမလို့ခြာတူကဝန်ကလူကပေါ်သေးသေးမဟုတ်ဘူးလို့ပြောပါတယ်။ဖန်တီရှင်တယောက်ဖြစ်ပြီးဒီထွေမှု$400လောက်ကိုမိုဘိုင်ဝင့်ရှိရမလို့စာထုတ်ချုပ်ခြင်းတဲ့ကုမ္ပဏီတွေကဒုရဲ့အသေးပဲဖြစ်ပါတယ်။အဲ့မစ္စတာဝန်ကလူကြောင့်ပဲရန်ချိုကိုပြန်တွေ့ခဲ့ရဖြစ်ပြီးသူ့အတွင်းရင်မှုကရှင်းမလောက်လိုင်းတွေ့ခဲ့ရပဲဖြစ်ပါတယ်။ဒါကြောင့်အကြံအများတဲ့အဆိုအိမ်စီကိုပြန်သွားကြပြီးအဖြစ်မှန်ကိုမေးကြပါတယ်။ချက်ချမီလာအကြောင်းရန်ချိုဆိုတဲ့သူကတနက်နေ့ချိန်ပြီးထုတ်သားဖို့ပြောပါတယ်။ခြာတူကတော့လက်ကြီးသွားပြီးဖိုင်တို့လည်းအနာအယူပြအိုးပါမှပြီးကြပါတယ်။အိမ်ထဲမှာပတ်ပြီးကြပြီးအိမ်သားထဲမှာကြောင်ပိတ်မိသွားလို့အယူပြအိုးအိမ်သားရဲ့ထိပ်ပြမယ်လို့ချိန်ထုတ်ပါတယ်။ဒါမဲ့အယူပြအိုးကမှားယူလာမိရမှုလို့မထူးရဲ့တူတူတော့ဟိရန်ပြပြီးခြောက်ပေးပါတယ်။အဲ့တော့မှရန်ချိုဆိုသူလည်းသူ့နာမည်ကတကယ်ရန်ချိုဖြစ်ပြီးမင်းတို့ရှာနေတာချိုသေးပါကွာလို့တွတ်တလဲပြောပါတယ်။ချိုသေးဆိုတာသူတို့ဥယျာဉ်မှုရဲ့တာဖြစ်ပြီးညံရမ်းကောင်းတဲ့သူဖြစ်ပါတယ်။ပညာသင်ခြင်းသိကြီးရကြောင်းအဲ့ဒါကိုခွင့်ကောင်းယူပြီးရန်ချိုကသူ့ကြောင့်ဆန်ကစားလုပ်ခိုင်းပါတယ်။သူကတော့အမြဲကစားနေတတ်ပြီးတနေ့မှတော့ဆယ်တန်းတင်ချောင်းကိုတွန့်နေတဲ့ခလေးကိုမြင်လာကြောင်းရန်ချိုရဲ့လုပ်ချက်တွေအကုန်ပေါ်လာပါတယ်။အဖေဖြစ်သူကမြို့ရဲ့အာနာရှိပုဂ္ဂိုလ်ဖြစ်တာကြောင့်ကိစ္စပေါ့သွားတဲ့အပြင်အဖေဖြစ်သူကဒီအိုင်းဆက်လုပ်ဖို့ပြောပါတယ်။သူကအာနာရှိလို့သာမြို့ဝသူတွေကနဲ့လိုပြန်လိုက်ရလုပ်နေကြတာနောက်ွယ်မှာတော့ပညာမတက်လို့နေနေကြတာကိုသူသိကြောင်းနဲ့သူသားတော့အဲ့လိုဖြစ်မခံနိုင်ဘူးလို့ပြောပါတယ်။ဒါကြောင့်ပညာသင်ခြင်းနဲ့ချိုတေကိုရန်ချိုပြင်းတဲ့ပညာသင်ခိုင်းပြီးဘွဲရနဲ့အားလုံးနဲ့ဆုတ်တဲ့ဖြတ်ကထွက်သွားခိုင်းခဲ့ပါတယ်။ဒါမဲ့ချိုတေကသူမသွားခင်မှာခက်တဲ့တောင်နှကောင်သူ့ကိုလာရှာမဲ့အကြောင်းနဲ့သူတို့ကိုတော့ကျွန်တော်နဲ့ပြီးပါလို့ပြောခဲ့ဆိုပြီးလိပ်စာထုတ်ပေးလိုက်ပါတယ်။ဖိုင်တို့လည်းဝမ်းသာသွားပြီးဟန်တက်ကင်လာတဲ့အယူပြကိုပြန်ပြီးကလိပ်ပြေးသွားကြပါတယ်။ချိုတေကလာကထားမှာတောင်းဆရာလုံးနေဆိုတော့သိလိုက်ရတော့ခြာတူကသူနိုင်မီအမတ်နဲ့အရန်တော်သွားပါတယ်။ဖိုင်ကတော့ပညာဆိုတာကိုအလုံးငွေချင်းမိမအိမ်ကစားတာတခုတည်းမှမဟုတ်ပဲပညာတည်တောင်ပဲလိုချင်တဲ့ချိုတေကိုအတော်လေးအထင်ကြီးသွားမိပါတယ်။ဒီလိုနဲ့အတွေ့အကြုံတွေပြောင်းသွားပြီးနောက်ဆုံးတဲ့အချိန်ရောက်လာကြပါတယ်။ virus ကလကမပေါ်ပထမဆုံးရောက်ခဲ့တဲ့သူကြောင့်ပြပြနေပြီးဒုတိယရောက်တဲ့သူတော့ဘယ်သူမှစိတ်ဝင်စားတာကိုအစချီပြီးမကြခင်မှာဆောင်းမွဲအောင်တဲ့သူတွေအတွက်အလုပ်တွေလာကြတော့မယ်လို့ပြောပါတယ်။ရာဒူနဲ့ဖိုင်တို့ကတော့အောင်မက်နဲ့ကအောင်ရောအလုပ်ရနိုင်သေးတာဆိုလို့ virus ကစင်မခေါ်တင်လိုက်ပြီးအားရပါရအချက်ခွဲပေးလိုက်ပါတယ်။
ရန်ချိုကိုလည်းညဘက်မှာတောက်စားကြပြီးမကျင်တဲ့ချက်တွေကိုဖွင့်ထုတ်ကြပါမကျင်မနဲ့ဖြစ်နေတဲ့ဖာဟန်နဲ့ရာချူကိုရန်ချိုကသူ့ရဲ့တရားဟောနေရမလို့ဖာဟန်ကငါဘာလို့မအောင်မြင်တာလဲလို့မေးပါတယ်ရန်ချိုကဖာဟန်ကိုမချီကုန်းတပတ်လိုက်ပြီးမင်းရဲ့ပတ်ရှင်ဟာအင်ဂျင်နီယာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ရဲကိုမောက်ချလိုက်ပြီးစာရေးတိတ်ကိုထုတ်ပြပါတယ်လူငယ်ရဲ့9နှစ်ကလေးကတိန်းထားတဲ့စာရေးဖြစ်ပြီးသူအားကြတဲ့ဒေါ်လင်းတပုတ်စီကအန်ဒရီအီစတာဘန်စီကိုပို့ဖို့လုပ်ထားတာပဲဖြစ်ပါတယ်မင်းတို့ချင်တဲ့အလုပ်ကိုမလုပ်ပဲမလုပ်ချင်တာကြီးကိုနေတွန်းတွန်းနေတော့ရှေ့ကိုရောက်တာထန်နောက်ပြန်ကြတာပိုလေးတာနေကြောင်ရှင်းပြပါတယ်အဲ့ဒီချိန်ရာဂျူကဝင်လာပြီးဆရာကြီးရန်ချိုငါကတော့အင်ဂျင်နီယာကိုယူတက်တာနော်ငါရောဘာလို့မအောင်မြင်တာလဲလို့မေးပါတယ်ရန်ချိုကရာဂျူကိုလှည့်ကြည့်လိုက်ပြီးမင်းကတော့အကြောက်တရားကြောင့်လို့ပြောပါတယ်မိဘကိုစင်းရဲတွင်းနေရထုတ်ချင်တာကိုအကြောင်းပြပြီးမပြီးနိုင်တဲ့အကြောက်တရားရင်းနဲ့ပူပန်မှုတွေကြောင့်ထင်သားသလိုမဖြစ်တာလို့ပြောပါတယ်မရောက်သေးတဲ့မနက်ပြောင်တွေးကြောင်းနေဒီနေ့ကိုဘယ်လိုရှင်းတမ်းပါလဲမင်းဟာတစ်ခါကြောက်ရင်အဆောင်တစ်ခုဝင်နေရလို့ပြောလိုက်တာကြောင့်ဖန်ဟာမင်းလည်းမကြောက်ပဲရန်ချိုလို့ပြောပါတယ်ပထမနေ့ကလေးကပြီးတော့ကြိုက်နေတာအခုထိဖွင့်ပြောရသေးဘူးဆိုတော့ရာဂျူလည်းမင်းကတော့ဥဆောင်မဖွင့်ပြောပြဒါဆိုငါတို့လည်းမင်းတို့တတိရှိမယ်လို့ပြောပါတယ်ရန်ချိုလည်းအချိန်ဆွဲမနေရောပဲဗိုင်းရပ်စ်အေကိုချိတက်ပြီးပြီးတော့ရက်လက်ခါတော့ပြောပါတယ်ဖန်နဲ့ရာဂျူကတော့ခြံထဲမှာပတ်မွေနေပြီးရန်ချိုကပြီးတော့သူချစ်နေကြောင်ဖွင့်ပြောဖို့လုပ်ပါတယ်ဒါမဲ့သူနှခေါင်းကြီးကြီးနေလို့နားမို့လို့ရင်နှခေါင်းကြည့်တိုင်မှာဆိုလို့ဖွင့်ပြောရရလို့ပြောပါတယ်အဲ့စကားကိုကြတော့ပြီးတော့အမလည်းမအောင်နိုင်တော့ပဲထိုက်စီပါတယ်ပြီးတော့ကတော့၄နှစ်လောက်ဒီစကားကိုပြောဖို့အချိန်ယူနေရရန်ချိုကိုသဘောကျနေပြီးရန်ချိုကတော့ခလေးလေးမွေးတော့မှပြီး